ကဲခုမှတော့ဒီလိုပူပြင်းတဲ့ຫນွေနဲ့လိုက်ဖက်တဲ့ဟင်းတစ်ခွက်ဒါလုပ်ပြပါမယ်ချက်တံပြိုတက်ချင်းညအောင်ဒီမှာထောင်းပါမယ်တဲ့ညတော့တက်ထည့်ပါမယ်ဒီကနေ့ကတော့ဒီညူတီးလေးတွေကို blender နဲ့ချိန်လိုက်တော့ပုံမြန်တယ်ဒါပေမဲ့ blender မသုံးတဲ့တစ်ခါကြာလို့ရှိရင်တော့အခုလိုတိတ်တိတ်လေးတွေပိုင်းပြီးတဲ့ခါကျတော့တီတီချာချာလေးဒီဟာလေးတွေကိုညှက်အောင်ကျွတ်သွန်ဖြူနဲ့ရောသမဝအောင်ဖတ်ကြည့်မကြအောင်ထောင်းပေးရပါမယ်ကြောက်စုံလဲဆိုရင်တော့ပို့ပြီးတော့ညက်တာပုံမြန်တယ်ပေါ့နော်အဲ့လိုထောင်းရင်နဲ့ဒီညူတီးလေးတွေညက်သွားတဲ့အခါမှာဒီလိုလေးတွေအနေထားရပါပြီရှင်။စားမဲ့ပကံလေးတွေကိုခတ်ထည့်ပေးခါမှာတမယာလေးရှယ်ရှယ်ဆန်းလိုက်ပါ။ငရုတ်သီးနဲ့ကြက်သွန်နဲ့ထောင်းတော့စားလေးနဲ့ထည့်ထားဖို့မမေးပါနဲ့။တကယ်လို့မထောင်းတော့ဆိုရင်လည်းဒီအစ်စ်မှာထည့်လို့ရပါတယ်နော်။နောက်ဆုံးအဆင်းဒါတမယာဒီထည့်လိုက်တယ်ပြီးတော့ချူမှုနဲ့ထည့်ပြီးတော့ဒါပေါ်အောင်သမအောင်မွေးလိုက်ပါမယ်ပြီးနှက်ထားလိုက်ပါမယ်နော်။တမယာဒီကအချင်းဆိုတော့သူ့ကိုဒါအချင်းလေးစိတ်ဝင်ပါပါတယ်။အဲ့တော့သမင်းဒီလိုအထောင်းထောင်းမယ်လို့စိတ်သားလို့ရှိရင်နော်သမင်းမစားမီစောလို့ပါနော်။ဒီမြင်းနဲ့ဒီညာလေးညှိပြီးတော့ဒါအချင်းလေးစိတ်ဝင်အောင်နှက်ထားလိုက်လို့ရပါပြီ။ဒီသေးစားတော့တစ်ခွက်ပြီးတော့ပါပြီရှင်။ရှင်မအတွက်လွယ်ကူပြီးတော့သမင်းစားမိတ်မဲ့ instant လေးကိုလည်းဆက်လက်မျှဝေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အကောင့်လေးကိုအပေါင်းလေးပေးအသေးလေးနှိပ်သွားပြီးတဲ့ခါကြလို့ရှိရင်ဒီ post လေးကိုလည်းအကျိုး share ဆိုရင် report ယူသွားပေးကြပါဦးနော်။မူကောင်းရရဖို့အကြောင်းရဲ့အပက်ခိုင် message မခိုင်ပါရှင်။နောက်ဗီဒီယိုတွေနဲ့ကျမတို့ပြန်ဆုံကြပါမယ်။အားလုံးတမယာဒီချင်းနေတဲ့တေချာနဲ့ထားတဲ့စားတောင်ဆက်ဆက်လေးပါရှင်။